New Year ညကထိတ်လန့်ပွဲမျိုးစောဆန်နာတန်နာထုံးလင်းဆိုတဲ့တက္ကသိုလ်တူတငယ်ချင်း၄ဦးရှိခဲ့ပါတယ်။အခုဆိုရင်တော့သူတို့၄ဦးကကျောင်းပြည့်လို့လုပ်ငန်းခွင်တွေမှာအသီးသီးဝင်ရောက်နေကြပါပြီ။အဲဒါကြောင့်လဲ New Year မှာတငယ်ချင်းတွေအတူတူပြန်ဆုံကြဖို့အတွက်စီစဉ်ခဲ့ကြပါတယ်။ New Year ပါတီမှာတငယ်ချင်းတွေအတူတူပျော်ပါဖို့အတွက်ဆုံးဖြတ်ခဲ့ကြတဲ့သူတို့အတွက်အဲ့ဒီ New Year ပါတီကသူတို့ကိုစိုးဝါးတဲ့အမှတ်တရတွေပေးမယ်လို့ဘယ်သူကမှမထင်ခဲ့ကြပါဘူး။ပါတီကိုရောက်ချိန်မှာတော့မျိုးစော်တယောက်ကလွဲလို့အားလုံးကအတောက်များပြီးမူးနေခဲ့ကြပါပြီ။ဆန္ဒဆိုရင်အရန်ကိုတောင်းမိသွားတာမို့မမတ်တောင်မရက်နိုင်အောင်အခြေအနေကဆိုးသွားခဲ့တာပါ။အဲ့ဒါကြောင့်လဲမူးနေကြတဲ့တငယ်ချင်းတွေကိုမျိုးစော်တယောက်ကပဲဥဆောင်လို့အိမ်ပြန်ပို့ပေးဖို့အတွက်ဖြစ်လာခဲ့ပါတော့တယ်။ဆန္ဒနဲ့တဏ္ဍာကိုကားထဲထည့်ပြီးထုံးလင်းကိုတော့ရှေ့ကမ်းမှာထားကမျိုးစော်ကကားမောင်းထွက်လာခဲ့ပါတယ်။မျိုးစော်တယောက်ကားမောင်းနေရင်လမ်းတနေရာအရောက်မှာတော့နောက်စီမန်ကတဆင့်နောက်ခန်းကတငယ်ချင်း2ယောက်ကိုလှမ်းကြည့်လိုက်တဲ့အချိန်ထိတ်လန့်တုန်လှုပ်သွားရပါတော့တယ်။တငယ်ချင်း2ဦးရဲ့ကြားမှာအမျိုးသမီးတဦးကသူ့ထံကိုစိုက်ကြည့်လျက်ထိုင်နေခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကိုတေချာကြည့်မိလိုက်တဲ့အချိန်မှာတော့သူမရဲ့မျက်လုံးတွေထဲကနေသွေးမျက်ရည်တွေစီးကျလို့လာခဲ့ပါတယ်။မျိုးစော်လဲကြောက်လန့်သွားကကားမောင်းလို့မရတော့ပဲလမ်းဘေးမှာထိုးရက်လိုက်ရပါတော့တယ်။ကားရက်ပြီးတဲ့အချိန်နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့တန်နာနဲ့ဆန်နာတို့2ဦးကိုသာတွေ့ရပြီးတခြားမိန်းကလေး2ဦးကိုမှမတွေ့ရတော့ပါဘူး။မျိုးစော်ကလည်းထုံလင်းကိုနှိုးလိုက်ပြီးတယောက်ကနောက်မှာထိုင်နေတာတွေ့တယ်လို့ပြောလိုက်ပါတယ်။ထုံလင်းကတော့နောက်ကိုလှည့်ကြည့်လိုက်ပြီးတငယ်ချင်း2ဦးကိုသာတွေ့ရမို့မျိုးစော်ကိုလှောင်ပြောင်ကဟေးအရက်ထောက်ထားတာငါပါနော်။မင်းကငါအစာမူးနေရလား။ရေမောကပြောလိုက်ပါတယ်။မျိုးစော်ကတော့သူ့ရဲ့ကားမှန်မှာတွေ့ခဲ့တဲ့မိန်းကလေးကိုအခုအချိန်မှာဘလို့မှမတွေ့တော့တာမို့အမြင်ဝေဝါးပြီးစိတ်ထင်တာဖြစ်မယ်လို့တွေးကကားကိုပြန်လဲမောင်းထွက်လာခဲ့ပါတယ်။ခဏကြာမှတော့ဆန္ဒတယောက်နိုးလာခဲ့ပြီးခေါင်းမူးတယ်လို့ဆိုပါတယ်။မျိုးစော်ကကားကိုရပ်လိုက်ခါဆန္ဒကိုကားထဲကတွဲထုတ်ပေးပြီးအပြင်ကိုရောက်ချိန်မှာတော့ဆန္ဒလည်းအန်လိုက်ပါတော့တယ်။မျိုးစော်ကကားထဲကထုံးလင်းကိုဖုံးဆက်ပြီးရေတပလင်းယူလာဖို့ပြောလိုက်ပါတယ်။ခဏအကြာမှာတော့မျိုးစော်ခြေထောက်နားကိုရေပလင်းတစ်လုံးကလိမ်လာခဲ့ပါတယ်။မျိုးစော်ကရေဘူးကိုကောက်လိုက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ကားရဲကတငယ်ချင်း2ဦးကအထဲမှာအိပ်ပျော်လို့နေပါတော့တယ်။ဒါဆိုမျိုးစော်ထံကိုရေဘူးဖြစ်ပေးခဲ့တာကဘယ်သူပါလဲ။မျိုးစော်ကတော့တွေးဝေနေရင်းနဲ့တငယ်ချင်းဆန္ဒကိုကြည့်လိုက်တဲ့အချိန်သူမကအေးအေးဆေးဆေးနဲ့ရှိနေခဲ့ပါတယ်။မျိုးစော်ကတခုခုမူးမမှန်ဘူးလို့ခံစားရပေမဲ့တငယ်ချင်းတွေကိုပြောပြဖို့အချိန်ကောင်းလည်းမဟုတ်တာကြောင့်ပဲဆန္ဒကိစ္စအပြီးမှာကားရဲကိုပြန်ထည့်ပေးလို့မောင်းထွက်လာခဲ့လိုက်ပါတယ်။တော်တော်ကြာအောင်ကားမောင်းလာပြီးချိန်မှာတော့မျိုးစော်တယောက်ရုတ်တရက်ကားဘရိတ်ကိုအုပ်လိုက်ရပါတယ်။ဘာကြောင့်လဲဆိုရင်မူလကကားမှန်ကနေတွေ့ခဲ့တဲ့အမျိုးသမီးဟာအခုခါမှာတော့သူ့ရဲ့ကားရှိကိုရောက်လာခဲ့လို့ပါပဲ။သူကားကိုဘရိတ်အုပ်ပြီးရပ်တန့်လိုက်ကတေချာကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီအမျိုးသမီးကပြန်လဲကပျောက်ကွယ်သွားပါတော့တယ်။မျိုးစော်တယောက်အခုလိုမြင်တွေ့နေရတဲ့အပေါ်သူ့ကိုယ်သူနားမလည်နိုင်ဖြစ်နေခဲ့ပြီးကားကိုသာပြန်မောင်းလို့လာခဲ့လိုက်ပါတယ်။ခဏကြာအောင်ကားမောင်းလာခဲ့ပြီးချိန်မှာတော့မိန်းကလေးကနောက်ထပ်တစ်ချိန်သူ့ရဲ့ကားရှိမှထပ်မံပေါ်လာခဲ့ပြန်ပါတယ်။ဒီချိန်မှာတော့မျိုးစော်ကကားကိုမရက်တော့ပဲအရေးစွန်ကဆက်လက်မောင်းနှင်သွားချိန်မှာသူ့ရဲ့ကားကမိန်းကလေးကိုကြော်ဖြတ်လို့ဆက်သွားနေခဲ့ပါတယ်။အဲဒီတော့မှမျိုးစော်တယောက်သူမြင်တွေ့နေရတဲ့မိန်းကလေးဟာဝိညာဉ်တူတတ်တာဖြစ်တယ်ဆိုတာကိုသဘောပေါက်ခဲ့ရပါတယ်။အဲဒါကြောင့်လေသူကကားကိုအရှိန်မြင့်ကမောင်းနှင်ခဲ့လိုက်ပါတယ်။အိမ်ကိုအမြန်ပြန်ရောက်လို့စိတ်တွေကသူ့မှာများနေခဲ့တာဖြစ်ပါတယ်။ခဏအကြာမှာတော့အိပ်ပျော်နေတဲ့တန်နာတယောက်နိုးလာခဲ့ပါတယ်။သူမနိုးလာပြီးချိန်မှာတော့ဘာစကားတခွန်းမှမပြောဘဲမျိုးစော်ကိုသာစိုက်ကြည့်နေခဲ့ပါတယ်။မျိုးစော်တယောက်တန်နာနာမည်ကိုခေါ်ပြီးစကားတွေပြောနေခဲ့ပေမဲ့တန်နာကတော့ဘာမှမသိတဲ့သူတယောက်လိုစကားတုံ့ပြန်မှုလည်းမရှိပဲမျိုးစော်ကိုသာမျက်တောင်မခတ်စိုက်ကြည့်နေခဲ့ပါတယ်။ပြီးတဲ့အခါမှာတော့တန်နာနှုတ်ကနေတီးတိုးရွတ်ဆိုသလိုမျိုးစကားတွေစတိုက်ထွက်နေခဲ့ပါတယ်။အဲ့ဒီအချိန်ထုံးလင်းကနိုးသွားပေမဲ့အိပ်ပျော်တဝက်နိုးတဝက်ပုံစံဖြစ်နေခဲ့တာပါ။တစ်ဆက်တည်းမှာပဲတန်နာကတော့
တီးတိုးရေရွတ်နေရင်ကသူမရဲ့အသွင်ပြင်ကပါပြောင်းလဲလို့သွားခဲ့ပါတယ်ဝိညာဉ်အမျိုးသမီးရဲ့ပုံစံဖြစ်သွားခဲ့ပြီးတဏ္ဍမျက်ဝင်းကနေသွေးမျက်ရည်တွေစီးကျလာတဲ့အပြင်သူမရဲ့ဦးခေါင်းကိုကားမှန်နဲ့တတိုင်းတိုင်းရိုက်လို့နေခဲ့ပါတော့တယ်တဏ္ဍတယောက်ဘလို့မှကိုထိမရနိုင်အောင်စမ်းတမ်းလာခဲ့ပါတယ်မျိုးစောကတော့ဘာလို့ရမှန်းမသိအောင်ဖြစ်နေခဲ့ပြီးရဲကိုသာဖုန်းဆက်ခဲ့လိုက်ပါတော့တယ်မျိုးစောဖုံးပြောနေရင်သူ့ရဲ့နောက်ကနေလက်နှစ်ဖက်နဲ့လေပင်လာညှစ်တာကိုခံခဲ့လိုက်ရပါတယ်အဲ့ဒါကြောင့်ကားကိုဘလို့မှမထိန်နိုင်တော့ပဲလမ်းဘေးတစ်ပင်ကိုဝင်တိုက်မိခဲ့ပါတော့တယ်မျိုးစောတတိရလာတဲ့အချိန်မှာတော့သူကဆေးရုံကတင်တစ်ခုပေါ်ကိုရောက်နေခဲ့ပါတယ်သူ့ရဲ့ကတင်ဘေးမှာတော့ထုံးလင်းကိုတွေ့လိုက်ရပါတယ်ခဏအကြာမှာတော့ရဲတွေကစစ်ဆေးမင်းမြတ်မှုရောက်လာခဲ့ပါတယ်မျိုးစောကသူကြုံတွေ့ခဲ့ရတာတွေကိုအားလုံးအသေးစိတ်ပြန်လည်ပြောပြတဲ့အခါရဲတအူးကအဲ့ဒီမိန်းကလေးရဲ့အကြောင်းကိုပြန်လည်ပြောပြခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်နယူးရီးယားညအချိန်အဲ့ဒီမိန်းကလေးကိုလမ်းမပေါ်မှာကားတစ်စီးကတိုက်သွားခဲ့တယ်လို့ပြောပါတယ်ရှေမောင်းကအရက်မူးလွန်နေတာမို့မိန်းကလေးကိုလမ်းဘေးမှာပစ်ထားခဲ့ပြီးထွက်ပြေးသွားခဲ့တယ်လို့ပြောပြပါတယ်အဲ့ဒီနေ့ညမှာပဲမိန်းကလေးကတိတ်ဆုံးသွားခဲ့ပြီးနောက်ပိုင်းမှာတော့အခုလိုမျိုးလမ်းပေါ်မှာညဘက်သွားလာတဲ့ကားတွေကိုခြောက်လှန့်နေခဲ့တာဖြစ်တယ်လို့ရဲကဆိုပါတယ်ဒါပေမဲ့လေမျိုးစော်ရဲ့ဖြစ်ရမှန်ကိုတော့သူကိုယ်တိုင်ကလွဲပြီးဘသူကမှမသိခဲ့ကြပါဘူးမျိုးစော်ကတော့ညတိုင်းလိုအဲ့ဒီညရဲ့အိမ်မဆိုးကိုမမိနေတော့မှမိန်းကလေးရဲ့အမြဲတမ်းလိုက်လံခြောက်လှန့်မှုကိုသူကတော့ခံနေရတော့မှာပဲဇလန်းလေးကိုဒီလောက်နဲ့ပဲရက်နာခွင့်ပြုပါရှင်နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်အားပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်